အတူအယောင်ရွေးကောက်ပွဲကိုမထောက်ခံပါနဲ့ပြည်သူကိုချစ်ရင်အမှန်တရားကိုမြတ်နိုးရင်အတူအယောင်ရွေးကောက်ပွဲကိုစန့်ကျင်ပါအတူအယောင်ရွေးကောက်ပွဲကိုအားလုံးစန့်ကျင်ကြကန့်ကွက်ကြအတူအယောင်ရွေးကောက်ပွဲကိုအားလုံးစန့်ကျင်ကြကန့်ကွက်ကြပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကိုအားလုံးစန့်ကျင်ကြအတူအယောင်ရွေးကောက်ပွဲသည်အမှန်တရားပဲရက်တော်ဓမ္မဘက်တော်သားများယက်တီဝန်းရံရမည်အရာမဟုတ်အတူအယောင်ရွေးကောက်ပွဲကိုထောက်ခံပြီးစကားမကိုတရားဝင်လူတောက်ခွင့်ပေးမလို့လားရွေးကောက်ပွဲအတူလုပ်လေတော်လိုင်းရေးဟာဆက်ချပါအတူအောင်ရွေးကောက်ပွဲဟာထွက်ပေါက်မဟုတ်ဘူးထောင်ချောက်အတူအောင်ရွေးကောက်ပွဲသည်စစ်တပ်အတွက်ထွက်ပေါက်ပြည်သူအတွက်တက်ကွင်း2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကိုကျင်းပသွားမှာဖြစ်ပါတယ်မအားလာတက်လို့တေသွားတဲ့သူတွေစစ်တပ်ကလာပြီးတော့မီးရှို့လို့နေစရာမရှိတော့တဲ့မိသားစုတွေလေရင်နဲ့လာပြီးဘုံကျဲလို့အသက်ပြောက်သွားတဲ့ကလေးတွေအများကြီးပဲအဲ့ဒါကမှသူတို့ခိုင်းတဲ့အတိုင်းလုပ်တော့မှာလားသူတို့ခိုင်းတဲ့အတိုင်းမလုပ်နဲ့တော့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ကြနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဦးဆောင်နိုင်သူရွေးချယ်သူပြည်သူတွေလိုလားတဲ့ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲနှစ်သာဖော်ဆောင်နိုင်မှာဖြစ်ပါတယ်ပြည်သူအစိတ်တွေကြီးလို့လားမလုပ်ကောင်းပါဘူးဗျာပြိတ္တကမတနာဘူးလားစစ်တပ်ကမီးရှို့လို့ရွာလုံးချစ်သွားတဲ့မိသားစုတွေအများကြီးရှိတယ်ဗျာဒီမိုကရေစီခိုင်မြဲဖို့မဲယုံသားပြီးမဲပေးစို့ဒါကြောင့်ပြည်သူအလုံးကရွေးကောက်ပွဲကြီးမှာပါဝင်မဲပေးပြီးဒီမိုကရေစီနိုင်ငံတော်ကိုအတူတကွာဖော်ဆောင်ကြပါစို့ပြည်သူတင်လို့စင်ပေါ်ရောက်လာပြီးပြည်သူကိုပြတ်သက်ခိုင်းအောင်လို့လားပြည်တက်ကသမင်းရှင်ဟင်းရှင်နေဆိုအခုတော့တောင်းတောင်းကြီးရှောက်ပြောနေပြီလားတင်ပေးလိုက်တဲ့မဲတစ်ချက်ဟာမြန်မာနိုင်ငံသားအားလုံးကိုစစ်တပ်ကတရားဝင်လူသက်ခွင့်တရားဝင်ဖမ်းဆီးခွင့်တရားဝင်မီးရှို့ခွင့်တရားဝင်အနိုင်ကျင့်ခွင့်တရားဝင်ထောင်သွင်းအကျဉ်းချခွင့်တရားဝင်မဒိန်ကျင့်ခွင့်တရားဝင်ခိုးခွင့်လူရက်ခွင့်တွေပေးလိုက်တာ ਨੇ အတူတူပါပဲအတူအယောင်ရွေးကောက်ပွဲကိုစန့်ကျင်ပါအတူအယောင်ရွေးကောက်ပွဲသည်မြန်မာနိုင်ငံအတွက်ထွက်ပေါက်မဟုတ်ဘူးစစ်တပ်အတွက်သာထွက်ပေါက်ဖြစ်ပြီးမြန်မာနိုင်ငံအတွက်ထောင်ချောင်းနဲ့တိုင်းရင်းသားအားလုံးအတွက်တပ်ကွင်းဖြစ်တယ်ဒါကြောင့်မို့အတူအယောင်ရွေးကောက်ပွဲကိုကန့်ကွက်ကြစန့်ကျင်ကြ